ဂျင်းပေါင်မိုးရုပ်ကလေးဟိုရှိတုံးကမြစ်ကမ်းနားကအိမ်လေးတစ်လုံးမှာအဖိုးအိုတဦးနဲ့အဖွားအိုတဦးနေထိုင်ကြတဲ့တနေ့မနက်မှာတော့အဖွားအိုကနေ့လည်ခင်းလက်ဖက်ရည်နဲ့စားဖို့အတွက်ဂျင်းပေါင်မိုးရုပ်ကလေးတစ်ခုဖုတ်ဖို့ဆုံးဖြတ်လိုက်တယ်။သူမဟာမုံသားတွေကိုနယ်ပြီးတဲ့နောက်လူရုပ်ပုံစံလေးလှိဖြတ်လိုက်တယ်ပြီးတော့တကြားရည်လေးတွေနဲ့မျက်လုံးနဲ့ပြုံးနေတဲ့ပါးစပ်လေးကိုဖန်တီးပေးပြီးတကြားလုံးလေးတွေနဲ့အင်ကြီးကျယ်သီးတက်ပေးလိုက်တယ်။နှာခေါင်းနေရာမှာတော့ချယ်ရီသီးလေးတစ်လုံးတင်ပေးလိုက်တာပေါ့။အားလုံးအစင်သင့်ဖြစ်ပြီးဆိုတော့မှမုတ်ဖုတ်ဆက်ထဲကိုထည့်လိုက်တော့တယ်။မိနစ်အနည်းငယ်ကြာလို့မုတ်ကျက်ပြီလားဆိုပြီးအဖွားအိုကအပေါက်လေးဖွင့်ကြည့်လိုက်တဲ့အခါအံ့ဩစရာပဲဂျင်းပေါင်မိုးရုပ်ကလေးဟာမုတ်ဖုတ်ဆက်ထဲကနေဝုန်းခနဲ့ခုန်ထွက်လာပြီးမိဖို့ချောင်တကားကနေအပြင်ကိုဝေါခနဲ့ပြေးထွက်သွားပါလေရောကျွန်တော်ကိုမစားပါနဲ့ဦးလို့သူကအော်ပြောလိုက်တယ်အဖွားအိုလည်းအံ့ဩသွားတယ်လို့ဘိုင်လည်းအယမ်းစာနေတာကြောင့်အဖိုးအိုကိုလှမ်းခေါ်ပြီးဂျင်းပေါင်မိုးရုပ်ကလေးနောက်ကိုအပြေးလိုက်ကြတော့တာပေါ့နေဦးရက်ပါဦးလို့သူတို့ကအော်ဟစ်တားမြစ်ပေမဲ့ဂျင်းပေါင်မိုးရုပ်ကလေးကတော့နောက်ကိုလှည့်တောင်မကြည့်ပါဘူးသူကလမ်းတစ်လျှောက်တချင်းလေးဆိုပြီးတောအုပ်ထဲကိုပြေးသွားတော့တယ်ပြေးနိုင်သမျှမြန်မြန်ပြေးလိုက်နိုင်ရင်လိုက်ခဲ့ဟိငါကဂျင်းပေါင်မိုးရုပ်ကလေးမင်းတို့ငါ့ကိုဖမ်းလို့မရဘူးတောအုပ်ထဲရောက်တော့သူဟာဝက်တကောင်နဲ့တိုးမိတယ်ရက်စမ်းလိုဝက်ကတဟီဟီနဲ့အော်ပြောတယ်မင်းကိုငါတကယ်စားချင်နေတာဒါပေမဲ့ဂျင်းပေါင်မိုးရုပ်ကလေးကမရက်တဲ့အပြင်ဝက်ကိုပါကြော်တက်ပြီးပြေးသွားရင်းကနေငါအဖွားအိုနဲ့အဖိုးအိုကိုတောင်ကြော်ပြေးလာနိုင်တာမင်းကိုလည်းကြော်ပြေးနိုင်တာပေါ့ပြေးနိုင်သမျှမြန်မြန်ပြေးလိုက်နိုင်ရင်လိုက်ခဲ့ဟိငါကဂျင်းပေါင်မိုးရုပ်ကလေးမင်းတို့ငါ့ကိုဖမ်းလို့မရဘူးလို့အော်ဆိုသွားပြန်တယ်မကြခင်မှာပဲတောအုပ်ဆက်မှာမျက်စားနေတဲ့နွားတစ်ကောင်နဲ့တွေ့ပြန်တဲ့ရက်စမ်းလူကောင်လေးလို့နွားကမြည်တမ်းလိုက်တယ်ငါအယမ်းပိုက်စာနေပြီဒါပေမဲ့ဂျင်းပေါင်မိုးရုပ်ကလေးကနွားထက်အများကြီးပိုမြန်နေတာပေါ့ငါအဖွားအိုအဖိုးအိုနဲ့ဝက်ကြီးကိုတောင်ကြော်ပြေးလာနိုင်တာမင်းကိုလည်းကြော်ပြေးနိုင်တာပေါ့ပြေးနိုင်သမျှမြန်မြန်ပြေးလိုက်နိုင်ရင်လိုက်ခဲ့ဟိငါကဂျင်းပေါင်မိုးရုပ်ကလေးမင်းတို့ငါ့ကိုဖမ်းလို့မရဘူးအဲ့ဒါနဲ့နွားကလည်းဝက်အဖိုးအိုနဲ့အဖွားအိုတို့နောက်ကနေလိုက်ဖမ်းတော့တာပေါ့ဒါပေမဲ့ဂျင်းပေါင်မိုးရုပ်ကလေးကမြန်လွန်းနေတော့မယ်ခဏအကြာမှာတော့သူဟာမြင်းတစ်ကောင်နဲ့တွေ့ပြန်တယ်မပြေးနဲ့ရက်စမ်းလို့မြင်းကအော်လိုက်တယ်မင်းကိုငါစားချင်တယ်ဂျင်းပေါင်မိုးရုပ်ကလေးကတော့မရက်ပါဘူးငါအဖွားအိုအဖိုးအိုဝက်ကြီးနဲ့နွားပြင်းကြီးကိုတောင်ကြော်ပြေးလာနိုင်တာမင်းကိုလည်းကြော်ပြေးနိုင်တာပေါ့ပြေးနိုင်သမျှမြန်မြန်ပြေးလိုက်နိုင်ရင်လိုက်ခဲ့ဟိငါကဂျင်းပေါင်မိုးရုပ်ကလေးမင်းတို့ငါ့ကိုဖမ်းလို့မရဘူးအလောင်ခံရတာကိုမြင်းကလည်းမကြိုက်တာကြောင့်နွားဝက်အဖိုးအိုနဲ့အဖွားအိုတို့ရဲ့နောက်ကနေလိုက်ဖမ်းပြန်ရောဒါပေမဲ့ဂျင်းပေါင်မိုးရုပ်ကလေးကပိုလို့တောင်မြန်မြန်ပြေးနေစေပဲရုတ်တရက်ဆိုသလိုသူဟာအရှိန်နဲ့စီးဆင်းနေတဲ့မြစ်ကြီးတစ်စင်းသားကိုရောက်သွားတယ်ဒုက္ခပါပဲငါသာရေဆိုသွားရင်အရေးပျော်သွားလိမ့်မယ်ဒါပေမဲ့ရေမကူးရင်လည်းသူတို့ဖမ်းပြီးတော့မှပဲငါဘာလုပ်ရမလဲအဲ့ဒီအချိန်မှာပဲလဲလပတ်လရှိတဲ့မြေခွေးတစ်ကောင်ပေါ်လာပြီးပြောလိုက်တယ်ငါမင်းကိုမြစ်တစ်ဖက်ကမ်းရောက်အောင်ကူညီပေးနိုင်ပါတယ်ငါကြောပေါ်တက်လိုက်ငါရေကူးပြီးပို့ပေးမယ်ဂျင်းပေါင်မိုးရုပ်ကလေးကမြေခွေးကိုမယုံဘူးမင်းငါကိုမစားဘူးလို့ကတိပေးမလားမစားပါဘူးငါမင်းကိုကူညီချင်ုံတက်ပါလို့မြေခွေးကပြောလိုက်တယ်ဂျင်းပေါင်မိုးရုပ်ကလေးဟာမြင်းနွားဝက်နဲ့အဖိုးဖွားတွေရဲ့အဖမ်းခံရတာထက်မြေခွေးကိုယုံလိုက်တာကပိုကောင်းမယ်လို့တွေးပြီးမြေခွေးကြောပေါ်တက်လိုက်တယ်သူတို့နှစ်ယောက်မြစ်ကိုဖျက်ကူးခဲ့ကြတာပေါ့မြစ်လေလောက်ရောက်တဲ့အခါမြေခွေးကငါနဲ့ညောင်းလာပြီးမင်းငါကောင်းပေါ်တက်လိုက်ပါလားလို့ပြောတော့ဂျင်းပေါင်မိုးရုပ်ကလေးကောင်းပေါ်ကိုတက်လိုက်တယ်မြစ်ရဲ့3 ပုံ 2 ပုံလောက်ရောက်တဲ့အခါမြေခွေးကငါထက်ညောင်းလာပြန်ပြီမင်းငါနှာခေါင်းပေါ်တက်လိုက်ပါလားလို့ထပ်ပြောတယ်ဂျင်းပေါင်မိုးရုပ်ကလေးလည်းနှာခေါင်းပေါ်တက်လိုက်မိပြန်ရောမြစ်တစ်ဖက်ကမ်းကိုလည်းရောက်ရောဂျင်းပေါင်မိုးရုပ်ကလေးအောက်ကိုမဆင်းခင်မှာပဲမြေခွေးကသူ့နှာခေါင်းကိုဝေယမ်းပြီးဂျင်းပေါင်မိုးရုပ်ကလေးကိုလေထဲကိုပစ်တင်လိုက်တယ်ပြီးတော့ပါဆက်ကြီးကိုအကျယ်ကြီးဖွင့်လိုက်ပြီးကွတ်လို့မြင်းရီရှက်ရီဝါးစားပစ်လိုက်တော့တယ်အဲ့ဒီလိုနဲ့ပဲဂျင်းပေါင်မိုးရုပ်ကလေးရဲ့ဘဝလေးဟာဆက်သိမ်းသွားခဲ့ရလေတဲ့